ကျော်ကုန်းမော်ကအလုံးကြီးဖြစ်နေတဲ့သားလေးကိုရန်ကုန်ခေါ်ကဆေးကုပေးတော့မဲ့ခိုင်နေဝေကမွေးကင်းစကလေးတွေနှစ်သားအရွယ်ကလေးတွေကိုခေါ်ယူမွေးစားရုံတွေမကဘဲနဲ့ကလေးတိုင်းရဲ့ပြဿနာကိုရှင်းပေးနေခဲ့တာလည်းဖြစ်ပါတယ်။ပြဿနာအလုံးကိုကူညီပေးနေတဲ့သူမကိုအကူအညီတောင်းသူတွေလည်းများပါတယ်။အဲ့ဒီထဲကမှနေဘက်ကသားလေးတယောက်ကခိုင်နေဝေကိုအကူအညီတောင်းခဲ့တာပါ။အကူအညီတောင်းရတဲ့အကြောင်းရင်းကတော့ကျော်ကုန်းမော်မှာအဖုကြီးရှိနေကမခွဲနိုင်တာကြောင့်ပါ။စိုးလင်ထွန်းဆိုတဲ့သားလေးကကျော်ကုန်းပေါ်မှာအဖုကြီးဖြစ်နေတာပါမိခင်လည်းမရှိတော့တဲ့အပြင်ဖခင်ကလည်းအလုံးလုံးပေမဲ့မထောက်ပံ့နိုင်ပါဘူးဒါကြောင့်မို့မိကိုအားကိုးရမယ်ကသူတယောက်တည်းဒုက္ခရောက်နေရတာပါအရင်တုန်းကတော့သူ့ဝမ်းရည်အတွက်သူကိုယ်တိုင်သာအလုတ်ကျန်းနေလောက်ခါရှာဖွေစားတောက်တာပါဒါပေမဲ့ကျော်ကုန်းပေါ်မှာအဖုကြီးတစ်ဖူပေါက်လာကအတော်လေးကိုကြီးလာခဲ့တာပါတဖြည်းဖြည်းနဲ့ဂုတ်ပေါ်မှာအဖုကြီးကထိုးထွက်နေတဲ့အပြင်နေထိုင်သွားလာဖို့ပါခက်ခဲလာခဲ့တာပါအဖုကညဆိုရင်အရေးတွေပါပန့်ထွက်ကအရန်ကိုနာပါတယ်နာလုံးတဲ့အတွက်မို့လမ်းလဲမလျှောက်နိုင်သလိုခေါင်းလဲမူပါတယ်ဒီအနာကြောင့်ပဲသွေးအားနေနေသလိုလူကဖြူဖက်နေတဲ့အပြင်အားနေလွတ်နာမှုအစင်မပြေဖြစ်နေတာပါအဖုကလည်းမခွဲဘူးဆိုရင်ကလီစာထဲအထိပြန်တော့မယ်လို့သိရပါတယ်ဒါပေမဲ့သားလေးကခွဲဖို့မတက်နိုင်သလိုငွေကြေးလည်းမရှိပါဘူးခွဲပေးမဲ့သူလည်းမရှိတဲ့အတွက်အစင်မပြေတဲ့အခြေအနေကိုရင်ဆိုင်နေရတာပါဒါကြောင့်မို့စေခံလည်းမပြနိုင်သလိုခွဲဖို့ဆိုတာဝေလွန်းတဲ့အခြေအနေပါခိုင်နှင်းဝေကိုအကူအညီလှမ်းတောင်းတဲ့အချိန်မှာအကူအညီပေးမယ်ဆိုကဆက်သွယ်လာခဲ့တာပါခိုင်နှင်းဝေကတော့သားလေးကိုအရန်ကိုပဲတနာနေတာပါအသက်ငယ်ငယ်နဲ့အခုလိုလောက်ကင်စားတောင်းနေရတဲ့အပြင်အနာပါခံစားနေရတာမို့စိတ်မကောင်းဖြစ်နေတာပါဒါကြောင့်မို့လဲသားလေးကိုရန်ကုန်ကိုလာဖို့စရိတ်ထုတ်ပေးတဲ့အပြင်စီးရုံကိုလည်းပြပေးခဲ့ပါတယ်အခုလက်ရှိမှာတော့အနာကိုဖောက်ထုတ်ထားတာဖြစ်ပြီးတော့ခွဲစိတ်ခန်းကိုပို့ပေးထားပါတယ်စစ်ဆေးကြည့်လို့ကန်ဆာသာမဟုတ်ဘူးဆိုရင်တော့ကုရတာလွယ်မှာပါကုလို့ကုန်မဲ့ငွေအလုံးကိုလည်းခိုင်နှင်းဝေကသာအကုန်ကြခံပေးမှာဖြစ်ပါတယ်ခိုင်နှင်းဝေကတော့အလုံးကြီးကကန်ဆာမဖြစ်ပါစေနဲ့လို့ဆုတောင်းပေးနေတာပါကန်ဆာသာဖြစ်မဲ့ဆိုရင်အခြေအနေတွေကပြောင်းလဲသွားနိုင်တာကြောင့်ပါသားလေးကပြုစုမဲ့သူလည်းမရှိတဲ့အတွက်နေကောင်းမှသာအဆင်ပြေမှာပါနေပြန်ကောင်းရင်သူ့အနေနဲ့အလုံးလုံးကကိုဝမ်းကိုကြောင်းရမှာဖြစ်ပါတယ်အသက်ငယ်ပေမဲ့ကိုရန်ရှာဖွေစားတောက်နေရတာကြောင့်လေသားလေးကိုတနာကခိုင်နှင်းဝေကကူညီပေးခဲ့တာပါဒီအသက်အရွယ်မှာအတွေးခေါ်ကအစလူကြီးအတွေးခေါ်ဖြစ်ကအလုတ်ကျန်းလုံနေရတာမို့တနာနေကြတာလည်းဖြစ်ပါတယ်သားလေးကတော့နေအမြန်ဆုံးပြန်ကောင်းချင်တယ်လို့ဖွင့်ဟထားပါတယ်အစပိုင်းတုန်းကဆိုရင်သားလေးကတငါတဲ့အလုပ်ကိုလည်းလုပ်တယ်လို့တောင်ပေါ်မှာအလုတ်ကျန်းလည်းလိုက်လုပ်ပါတယ်ဒီနာကလည်းပြည်တည်တဲ့အနာဖုလေးပေါက်တာကိုအလုတ်ကလူတွေကဝိုင်းညှစ်လိုက်ကြတာပါအလုတ်ကျန်းလောက်တာမို့လက်ကပေနေချိန်မှာအနာကိုသွားညှစ်ပြင်းပြီးသွားတာပါဒါကြောင့်မို့အနာကိုပိုးဝင်သွားကအခုလိုအဖုကြီးဖြစ်သွားတာဖြစ်နိုင်တယ်လို့ဆရာဝန်ကပြောပြထားပါတယ်ဒါအပြင်ဖြစ်နေချိန်မှာချက်ချင်းမကူတာပဲနဲ့ပြစ်ထားလိုက်လို့တဖြည်းဖြည်းနဲ့ပိုပြီးကြီးသွားတာပါအချိန်ကကြာလာ